အားလုံးပဲမင်္ဂလာပါဒီလိုမဒီလိုထုတ်ပို့လို့ရှိနေတာဒီဗီဒီယိုလေးကိုစောင့်ကြည့်တော့ပြပါနော်တကစတာဒီထုတ်လေးရတော့မဖြစ်မနေရှိကိုရှိနေရပါမယ်နော်စီလေးနည်းနည်းထည့်လိုက်ပါပြီပြီးရင်အိုးစီလေးနှံ့သွား spread လုပ်လိုက်မယ်ပြီးရင်တုပ်လေးကိုဖောက်ထည့်ပြီးကြော်လိုက်ပါမယ်ကိုကကျွတ်လေးကြိုက်တော့မင်းလေးဖြစ်သွားတာပေါ့နော်ကြာစံပြုတ်ဖို့ရည်လေးပဲတစ်ခါလေးထည့်လိုက်ပါပြီနော်ဟေးโอเคပါဒါဆိုလို့ရှိရင်ကျုပ်ကြော်လေးမစဲရဲနဲ့ရေထဲမှာစိန်ထားမယ်ပေါ့နော်အဲ့ဒီအရသာလေးကအရန်ဆောက်ကောင်းပါတယ်ဟုတ်ပြီကြာစံလေးကိုထည့်ပြီးတော့ရင်းလေးတစ်ခါလေးဖြောလိုက်ပါပြီပေါ့နော်ဖြောတယ်ပေါ့နော်နင်းလေးနူးလာပြီဆိုရင်တော့ကျွန်မအစင်တင်စီထားတဲ့မုံညွှဲလေးကိုထည့်လိုက်ပါပြီပြီးရင်တော့ခုနကတော့ပြထားတဲ့အထုပ်ကလေးတွေထည့်မှဖြစ်ပါတယ်။အားရတာမှမလို့နော်အဲ့ဒီနှစ်ထုပ်ကိုပဲဖောက်ထည့်လိုက်ပါတယ်။အရန်မှရတာရှိပါတယ်။ကိုကမနက်စာပဲစားခြင်းဗိုက်စာလိုပဲဖြစ်ဖြစ်တစ်ခုခုပြင်စားမယ်ဆိုရင်တော့မှဒီကြာစံပြုတ်ကလေးကအရန်မှရတာရှိပါတယ်။ဒီနေရာမှာနူးလာပြီဆိုရင်တော့စားလို့ရနေပြီပေါ့နော်ဒါပေမဲ့ကိုကတော့ထပ်ခွန်ပြီးတော့ကြက်ဦးလေးပါတော့တလုံးဖောက်ထည့်လိုက်ပါတယ်အဲ့တော့တချို့တွေကညှီရမကြိုက်ဘူးဆိုရင်တော့ကြက်ဦးကိုဖောက်မထည့်ပါနဲ့အဲ့တော့ကြက်ဦးလေးကိုဖောက်ထည့်ပြီးတော့နောက်ထပ်မိနစ်ငယ်လောက်တင်လိုက်မယ်ဆိုရင်တော့ကြာစံလေးလည်းနူးပြီးတော့အရည်လေးကလည်းကြက်ဦးဖောက်ထည့်ထားတာဖြစ်တဲ့အတွက်ဖြစ်သွားပါတယ်အဲ့တော့သူ့ရဲ့အနက်အရသာလေးကကြေးဦးစားနေရတယ်ဆိုတဲ့အနံ့လေးကိုရစေပါတယ်သူနဲ့သွဲစားဖို့ soft လေးကိုလည်းကိုယ်တိုင်ဆက်ထားပါသေးတယ်ဒါလေးကကျွတ်သွန်ပြီးရင်လေးစင်းရဲ့ငှက်ပြရဲ့နှမ်းလေးရေပေါ့နော်အရသာရှိပါတယ်အရန်ကမှ soft လေးနဲ့လိုက်ဖက်ပြီးအရန်အရသာရှိတဲ့ကြာစံပြုံးလေးတစ်ပုဒ်ရရှိရဖြစ်ပါတယ်โอเคအားလုံးပဲလှုပ်ရှားကြည့်ကြပါဦးနော်ဘိုင်ဘိုင်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်